အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုကကျွန်တော်အရင်တုန်းကလည်းမျိုးဗီဒီယိုတွေပြန်ရတော့မယ်ဆိုတာကိုလာပြောတာဖြစ်ပါတယ်ကျွန်တော်အရင်တုန်းကဗီဒီယိုကောင်းကောင်းတင်ခဲ့တာဆိုရင်အဲ့နော်ကျွန်တော်ပြန်ကြည့်တော့မယ်ဘယ်နှစ်ခုနှစ်ကလဲဆိုကျွန်တော်နောက်ဆုံးပိတ် short အနေနဲ့တေချာကောင်းကောင်းလေးတင်ခဲ့တာဆိုရင်2024နိုဝင်ဘာလပေါ့နော်တေချာကျွန်တော် vlog အနေနဲ့တင်ခဲ့တာက2024အောက်တိုဘာလလောက်ကနောက်ဆုံးကျွန်တော်တင်ခဲ့တာပေါ့နော်ဒါပဲကျွန်တော်တစ်ချိန်မှာလည်းကျွန်တော်ဗီဒီယိုတော့ရှောက်တင်လာတာမဟုတ်ဘူးဒီတိုင်းပဲကျွန်တော်အားသလိုကြုံကြုံသလိုလေးပဲတင်ခဲ့တာအခုကတော့ကျွန်တော် full time အနေနဲ့ကျွန်တော်ဗီဒီယိုတွေပြန်လုပ်ပါတော့မယ်အရင်ဆုံးကျွန်တော်ဒီအကြောင်းတွေမပြောခင်မှာကျွန်တော်ကိုကျွန်တော်မိတ်ဆက်ပေးပါမယ်မင်းအကြောင်းကြီးထိုင်ပြောနေလို့ဒိုးမဆင်ဝင်သွားအဲ့တော့အခုလူရုပ်ပဲပြောโอเคနော်ကဲโอเคကြော်လိုက်ပြီโอเคကျွန်တော်အဲ့ဆိုရင်လူရင်းပဲပြောပါမယ်ကျွန်တော် YouTube မှာ cinematic video တွေ vlog တွေကိုအရင်တော့ကလိုမျိုးပြန်ရိုက်ပါတော့မယ်နှစ်လောက်မှကျွန်တော်တခြားအလုပ်တွေလုပ်နေရပေါ့နော်အဲ့အတွက်ကျွန်တော်ပြောက်လိုက်ပေါ်လိုက်အဲ့လိုဖြစ်နေတာကျွန်တော်အခုကတော့ကျွန်တော်ရဲ့ page ကိုကျွန်တော်ပြန် run ပါတော့မယ်ဒါလေးကိုကျွန်တော်ပရိသတ်တော့မပြောလို့မရအောင်နော်ဘယ်လိုပြောဟောညီကိုတင်ငယ်ချင်းတွေပေါ့ကွာနင်ရတယ်တင်ငယ်ချင်းတွေပေါ့တီးပေးတဲ့အနေနဲ့လာပြောတာပေါ့နော်โอเคကျွန်တော်ဒီဗီဒီယိုကဒီလောက်ပဲဒါပေမဲ့ကျွန်တော်ပြောစရာတွေတခုရှိတယ်အဲ့ဒါကကျွန်တော်ရဲ့အတွေးလေးပေါ့နော်ကျွန်တော်ရဲ့အတွေးလေးတခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့တွေအခုကျွန်တော်ပတ်စံရှာတယ်အလုပ်တွေလုပ်တယ်ပတ်စံတွေရှာတယ်ဆိုတာကကျွန်တော်လူတော်များများနဲ့စုံဘူးတယ်ဗျာအဲ့ဒီအချိန်မှာကျွန်တော်ကြားတဲ့စကားကဘာလဲဆိုတော့ကျွန်တော်တို့နောက်ဆုံးပိတ်မှာနောက်ဆုံးပိတ်ပေါ့နော်ကိုယ့်ရဲ့နောက်ဆုံးဒီအလုပ်တွေလုပ်နေတာဘာကြောင့်လဲဘာလို့လဲပေါ့နော်ပြီးတဲ့အခါမှာသူတို့တွေမှာသူတို့ရဲ့အိမ်မက်တွေရှိတယ်သူတို့အကောင့်တွေပေါ်ခြင်းတဲ့အရာတွေရှိတယ်ပေါ့နော်အဲ့ဒီအတွက်ပတ်စံတွေစုတယ်ပြီးရင်အဲ့ဒီပတ်စံတွေနဲ့ကျွန်တော်တို့ဖြစ်ချင်တဲ့အိမ်မက်တွေကိုအကောင့်တွေပေါ်ဖို့အတွက်အားလုံးကလူတွေအားလုံးကကျွန်တော်စူးစမ်းနေကြတယ်ဒါလူတော်တော်များများကအဲ့လိုနေပါဖြစ်လိမ့်မယ်ကျွန်တော်နဲ့ကြုံဘူးတဲ့လူတွေတော်တော်များများကတော့အဲ့လိုမျိုးပေါ့နော်အဲ့တော့ကိုဖြစ်နေတဲ့အရာတွေကကျွန်တော်ပတ်စံရှိမှဥပမာဗျာဒီလုံးလေးဝယ်မယ်ပြီးကော်ဖီဆိုင်လေးဖွင့်မယ်ဒီအတွက်ဆိုရင်ကျွန်တော်တို့ပတ်စံတွေစုထားဖို့လိုတယ်ဟုတ်တယ်မလားအဲ့လိုမျိုးပေါ့နော်ဒါပေမဲ့တချို့အခြေအနေတချို့အိမ်မက်တွေကကြတော့အခုကလေးကအကောင့်ထဲပေါ်လို့ရတယ်အခုကလေးကကျွန်တော်လုပ်လို့ရတယ်အဲ့တော့ကျွန်တော်ဆိုရင်လည်းကျွန်တော် vlog ရိုက်ဖို့အတွက်ဆိုဖုန်းတစ်လုံးပဲလိုမယ်ဗျာကျွန်တော်ဘာမှမလိုဒါပေမဲ့ကျွန်တော် perfect ဖြစ်ချင်တယ်ကျွန်တော်လုပ်လိုက်တဲ့အရာမှန်သမျှနည်းနည်းလေးအဲ့လိုမျိုးမှားနေရလေးပါရင်တော့ကျွန်တော်မကြိုက်ဘူးမို့နော်ကျွန်တော်အခုဒီလိုမျိုးစကားပြောနေတယ်ဆိုတာကလည်းကျွန်တော်မှားနေရအများကြီးပါတယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာကျွန်တော်တခုခုလိုနေရလို့ကျွန်တော်အမြဲတမ်းခံစားရတယ်အဲ့တော့အရင် perfect ဖြစ်ချင်နေရဗျာအဲ့ဒါမျိုးကြီးကြော်လားနိုင်မှရမယ်ဒါစကားတွေကကျွန်တော်ဘေးရောက်ကုန်โอเคကျွန်တော်ရှေ့ကဆက်ပြောရမယ်ဆိုရင်ကိုယ့်ရဲ့အိမ်မက်တွေကတယောက်နဲ့တယောက်မတူကြဘူးအဲ့တော့နောက်ဆုံးပိတ်မှာကိုယ့်ရဲ့အိမ်မက်ကိုအကောင့်ထဲပေါ်မလားဒါမှမဟုတ်အခုကလေးကအကောင့်ထဲပေါ်မလားပေါ့နော်လူတယောက်နဲ့တယောက်ကကျွန်တော်တို့အခြေအနေအရရက်အချင်းဘွာဘေးကံအချင်းချင်းကတူချင်းမှတူလိမ့်မယ်ဒါပေမဲ့ဘာမှဆိုရင်စူးစမ်းရင်ဖျားအောင်ဖြစ်နိုင်တယ်ဆိုတဲ့စကားရှိရလေအဲ့တော့ကျွန်တော်ကတော့ကျွန်တော်အခု risk ယူပြီးတော့ကျွန်တော်ရဲ့ full time job ကိုလည်းထွက်လိုက်တယ်လုံးမှာကျွန်တော်ရဲ့ future ကိုတိတ်မမြင်တော့လို့ပေါ့နော်အဲ့တော့ကျွန်တော်ဆက်ပြီးတော့ကျွန်တော် video တွေ create လုပ်သွားမယ်နောက်မှလုပ်မယ်အစားပေါ့နော်နောက်ကျရင်လည်းကျွန်တော်ဒီຢာကြီးကိုလုပ်မှာပဲလုပ်မယ်လို့စိတ်ကူးထားပဲတစ်ချိန်ကျရင်ကျွန်တော်ဒီຢာကိုပြန်လုပ်မှာပဲအဲ့တော့အခုကလေးကလည်းဘာလို့မလုပ်နိုင်ရမှာလဲပေါ့နော်နောက်ကျရင်တော့လုပ်မှာပဲအခုကလေးကစထားမယ်ဆိုရင်ကျွန်တော်နောက်ကျရင်ဒီထက်ပိုပြီးတော့တေချာနိုင်တယ်အဲ့အတွက်ကျွန်တော်ဒီလမ်းကိုရွေးချယ်လိုက်တာပေါ့နော်ဒီလိုမျိုးကျွန်တော်အခုလုပ်ချင်တဲ့လုပ်ကိုပြန်လုပ်ပါပြီဒါပဲလာပြောပါပဲကျွန်တော် motivation speaker လည်းမဟုတ်ဘူးဘာမှမဟုတ်ဘူးเนาะကျွန်တော်ဒီတိုင်းကျွန်တော်ရဲ့အတွေ့အလေးကိုကျွန်တော်ပြန် sharing လုပ်ပြဖြစ်ပါတယ်โอเคကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်